အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အသက်ရှူလိုက်တိုင်းတူတွင်းလိုက်တဲ့လေထဲမှာအောက်ဆီဂျင်က21%ပဲပါပြီး88%ကနိုက်ထရိုဂျင်ဓာတ်ငွေ့တွေဆိုတာကိုခင်ဗျားတို့အားလုံးသိမှာပါဒါပေမဲ့ဆိုးတာကကျွန်တော်တို့ခန္ဓာကိုယ်ကဒီနိုက်ထရိုဂျင်တွေကိုဓာတ်ရိုက်အသုံးချလို့မရပါဘူးဒါဟာအိတ်ကက်ထက်မှာပတ်စံတွေအများကြီးရှိနေပေမဲ့ကိုယ်ဝယ်ချင်တဲ့ဆိုင်ကလက်မခံတဲ့နိုင်ငံခြားငွေတွေဖြစ်နေတယ်လို့ပါပဲဒီတော့ဒီနိုက်ထရိုဂျင်တွေကိုကျွန်တော်တို့သုံးလို့ရအောင်ဘယ်သူတွေကပြောင်းလဲပေးနေတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာကြည့်လိုက်ကြရအောင်နိုက်ထရိုဂျင်ကဘာလို့အရေးကြီးတာလဲနိုက်ထရိုဂျင်ဆိုတာကျွန်တော်တို့ရဲ့ DNA တွေ protein ဓာတ်တွေတိစောက်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့ amino acid တွေမှာအဓိကပါဝင်ပါတယ်အပင်တွေအတွက်ဆိုရင်လည်းနေအောင်ခြည်ကနေအစာချက်ဖို့မရှိမဖြစ်လိုအပ်တဲ့ chlorophyll ဖြစ်ပေါ်စေဖို့နိုက်ထရိုဂျင်ကအသက်ပဲဖြစ်ပါတယ်နိုက်ထရိုဂျင်တန်တရာအဆင့်စစ်နိုက်ထရိုဂျင်တန်တရာဆိုတာဒီဓာတ်ငွေ့တွေကိုကျွန်တော်တို့သုံးလို့ရတဲ့ပုံစံဖြစ်အောင်ငွေလဲကောင်တာလိုမျိုးအသွင်ပြောင်းပေးတဲ့လုပ်ငန်းစဉ်ပါအဆင့်တစ်ကတော့နိုက်ထရိုဂျင်ဖမ်းယူခြင်းလေထဲကနိုက်ထရိုဂျင်တွေကအရန်ကိုဆွဲကောင်းပြီးတည်ငြိမ်လုံးတာကြောင့်သူတို့ကိုခွဲထုတ်ဖို့စွမ်းရည်အများကြီးလိုအပ်ပါတယ်ဒါကိုဘယ်သူကလုပ်ပေးတယ်လဲဆိုတော့မိုးကြိုးပစ်တာနဲ့ဘက်တီးရီးယားတွေကလုပ်ပေးတာပါမိုးကြိုးပစ်လိုက်တဲ့စွမ်းရည်ကနိုက်ထရိုဂျင်တွေကိုအပင်တွေစားလို့ရတဲ့အမိုးနီးယားနဲ့နိုက်ထရိတ်အဖြစ်ပြောင်းပေးလိုက်ပါတယ်နောက်ပြီးမြေပဲပင်ကလယ်ပဲပင်တွေရဲ့အမြင့်မှာနေတဲ့ဘက်တီးရီးယားတွေကလည်းဒီအလုပ်ကိုလုပ်ပေးကြပါတယ်နံပါတ်2အဆင့်ကတော့နိုက်ထရိုဂျင်အသွင်ပြောင်းခြင်းမြေကြီးထဲမှာရှိတဲ့အထူးပြုဘက်တီးရီးယားတွေကမိုးနီးယားတွေကိုအပင်တွေပို့ပြီးကြိုက်နေတတ်တဲ့နိုက်ထရိတ်အဖြစ်ထပ်ဆင့်ပြောင်းလဲပေးလိုက်တာပါအဆင့်3ကတော့အမိုးနီးယားပြန်ဖြစ်ခြင်းဒါကတော့ circle of life ပါပဲတက်ရှိတွေတည်ဆုံသွားတဲ့အခါဒါမှမဟုတ်ဆိုဗီယက်ပစ္စည်းကနေဘက်တီးရီးယားတွေကနိုက်ထရိုဂျင်တွေကိုအမိုးနီးယားဖြစ်ပြန်ပြောင်းပေးပြီးအပင်တွေပြန်သုံးဖို့ပြင်ဆင်ပေးတာပါနံပါတ်4အဆင့်ကတော့လေထဲပြန်လို့ခြင်းနောက်ဆုံးမှာတော့အောက်ဆီဂျင်မလိုတဲ့ဘက်တီးရီးယားတွေကနိုက်ထရိတ်တွေကိုနိုက်ထရိုဂျင်ဓာတ်ငွေ့ဖြစ်ပြန်ပြောင်းပြီးလေထဲကိုပြန်လွတ်လိုက်ပါတယ်အဲ့ဒီမှာတင်တန်တရာကြီးတပတ်လဲသွားကြတာပါလူသားရဲ့ကြောင့်ပျက်စီးနေတဲ့တန်တရာဒါပေမဲ့ကျွန်တော်တို့လူသားတွေကလောင်စာဆီတွေအလွန်အကျွံရှို့တာဓာတ်မြေဩဇာတွေအသုံးများတာကြောင့်ဒီတန်တရာကြီးကကမောက်ကမဖြစ်နေပါပြီဒါဟာဖန်လုံရည်ဓာတ်ငွေ့တွေထွက်လာစေသလိုရေထုညစ်ညမ်းမှုကိုလည်းဖြစ်ပေါ်စေပါတယ်ကဲနိုက်ထရိုဂျင်တန်တရာကြောင့်တည်သွားပြီဆိုတော့နောက်တစ်ခါမိုးရွာပြီးလို့အပင်တွေပိုဆင်းနှင်းသွားတာမြင်ရင်မိုးကြိုးကပေးတဲ့နိုက်ထရိုဂျင်လက်ဆောင်ဆိုတာကိုသတိအားလိုက်ကြပါဦးဒီဗီဒီယိုလေးကိုကြိုက်ရင် like subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်